Iran စစ်ပွဲကအခုထိကတော့အပြန်လန်ဘုံတွေကျဲနေကြသေးပဲမနေ့ကမင်္ဂလာပါခင်ဗျာ Asian မြန်မာ Channel ကနေနှွေးထွေးစွာကြိုဆိုပါရစေမြန်မာနိုင်ငံတဝမ်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့ထူးခြားဖြစ်စဉ်တွေနဲ့သတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာဖြစ်ပါတယ်ပြည်တွင်းကစိတ်ဝင်စားစရာအခြေအနေတွေကိုလက်မလွတ်တမ်းသိရှိနိုင်ဖို့ကျွန်တော်တို့နဲ့အတူအမြဲရှိနေဖေပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအီရန်ကိုဘုံတွေအကြီးကျယ်ကျဲလိုက်တာဖြစ်တဲ့အတွက်အီရန်ကလည်းကူဝိတ်မှာရှိတဲ့ဒီ UAE မှာရှိတဲ့ကူဝိတ်ဘန်တန်ကာကြီးကိုဒုံးကြီးထိမှန်သွားတာဒီရေနံရိုးဖိတ်မှုတွေဖြစ်တော့မယ်ဆိုပြီးတော့ပြောနေပါတယ်အမေရိကန်ကလည်းပေါင်2000ဘုံတွေနဲ့ကျဲချလိုက်တယ်လို့လည်းပြောနေပါတယ်အခုထိကတော့အခုထိကတော့အခြေအနေကပိုပြီးတင်းမာလာတဲ့သဘောပဲရှိပါလေမနေ့ကအင်ဘီရိုသတင်းစာရှင်းလင်းပွဲမှာဒီသတင်းအင်ဘီရိုရဲ့သတင်းစာရှင်းလင်းရေးအတွေ့အမှုအမျိုးသမီးကတော့သမ္မတထရန့်ကိုအာခံတယ်ဆိုရင်အီရန်ကလုံးစုံပြတ်သုံးရမယ်ဆိုပြီးတော့ကြွေးကြော်ပြောဆိုနေပါတယ်ဒီစကလုံးကတော်တော်ပြင်းထန်ပါတယ် define ပေါ့နော် Trump ပေါ့နော်သမ္မတ Trump ကိုအာခံတဲ့နိုင်ငံဟာ annihilation လို့သူကသုံးပါတယ်အလုံးစုံပြတ်သုံးရမယ်ဆိုပြီးတော့ပြောဆိုနေပါတယ်အဲ့တော့ဒီနေ့နေ့လယ်တနာရီမှာဒီကာကွယ်ရေးဝန်ကြီးဒီပင်တဂွန်မှာသတင်းစာရှင်းလင်းပွဲရှိပါတယ် update သတင်းတွေပေးမှာပေါ့အဲ့တော့အီရန်အရေးကြီးဆုံးတဲ့သတင်းကတော့အီရန်ကဟော်မုဇ်ရေလက်ကြားမှာတိုးလုပ်လိုက်ပါပြီတိုးဆိုတာကဒီကျွန်တော်တို့ဒီဂိတ်ကြီးကောက်မှာပေါ့ဗျာအဲ့တော့အီရန်ကဟော်မုဇ်ရေလက်ကြားကိုဖျက်တဲ့သင်္ဘောတွေအလုံးဂိတ်ကြီးပေးရမယ်ရေလက်ကြားဖျက်ခွင့်ပေးဖျက်ခပေးရမယ်ဒါပေမဲ့အမေရိကန်နဲ့မိတ်ဆာနိုင်ငံတွေမပါဘူးဆိုပြီးတော့အဲ့ဒီအသင်္ဘောတွေမပါဘူးဆိုပြီးတော့အီရန်ကညှင်းဆိုနေပါတယ်အဲ့တော့အဲ့ဒါကအမေရိကန်ကလုံးဝကန့်ကွက်ထားတဲ့ကိစ္စပါအမေရိကန်ကာကွယ်ရေးဝန်ကြီးကအီရန်ကအဲ့လိုဂိတ်ကြီးကောက်မဲ့ကိစ္စပေါ့နော်ရင်းနှံဖြတ်ခပေါ့တိုးလုံးမဲ့ကိစ္စကိုလုံးဝသဘောမတူဘူးဆိုပြီးပြောထားပါတယ်ဒါပေမဲ့အီရန်ကနောက်တစ်ဆင့်တက်ပြီးတော့ဒီရေလက်ကြားကိုဖျက်မဲ့သင်္ဘောတွေအလုံးအီရန်ကိုဖျက်ခပေးရမယ်ဒါပေမဲ့အဲ့ဒီသင်္ဘောတွေထဲမှာအမေရိကန်နဲ့မိတ်ဆာနိုင်ငံတွေအီရန်ကိုဒီစီးပွားရေးပိတ်ဆို့ထားတဲ့နိုင်ငံတွေဖြတ်ခွင့်မပေးဘူးဆိုပြီးတော့ထုတ်ပြန်ကြေညာထားပါတယ်ပြောချင်တာကစစ်ပွဲက escalation လို့ခေါ်တဲ့ဒီအမြင့်ဆုံးအနေအထားကိုတဖြည်းဖြည်းတိုးဝင်သွားပါပြီစစ်ပွဲတွေရက်ဆိုင်ဖို့အတွက်လှုပ်ဆောင်နေတာထက်ဆိုင်စစ်ပွဲကတဖြည်းဖြည်းပို့ပြီးတော့ဒီပြင်းထန်လာတဲ့သဘောရှိတယ်အဲ့တော့အမေရိကန်ပြောတဲ့အတိုင်းပဲမြေပြင် operation တက်တွေဘယ်နေ့ဝင်မလဲဆိုတာကိုပဲအားလုံးကစောင့်ကြည့်နေတဲ့သဘောရှိတယ်ပြီးတော့အမေရိကန်နဲ့အီရန်နဲ့လည်းဒါရိုက်ထိတွေ့ဆွေးနွေးပွဲတွေမရှိဘူးဆိုပြီးတော့အီရန်ကညှင်းဆိုထားတယ်အဲ့တော့ပါကစ္စတန်နိုင်ငံကတော့နိုင်ငံ၄နိုင်ငံပေါင်းပြီးတော့အမေရိကန်နဲ့အီရန်ဆွေးနွေးပွဲတွေဖြစ်ဖို့အီဂျစ်သမ္မတကလည်းအီဂျစ်နိုင်ငံကလည်းအမေရိကန်ထိုးစစ်တွေရပ်ဖို့တောင်းဆိုနေပါတယ်ပြောချင်တာကအီရန်ရဲ့ဒီဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့နိုင်တဲ့အနေအထားကိုအမေရိကန်ကမတားနိုင်ဘူးဆိုရင်ဒီကမ္ဘာကြီးကအလွန်အမတန်ကြက်တဲတွေဖြစ်မယ် UK နိုင်ငံမှာကိုစပါပြီ UK နိုင်ငံမှာမနေ့ကစီဈေးဟာဓာတ်ဆီဈေးဟာ156ပြားဒီဈေးက188ပြားပြောချင်တာကပြား20ကျော်ပြား30နီးပါးတက်နေပါပြီအဲ့တော့အဲ့ဒါလေးတက်လိုက်ပြီးဖြစ်တဲ့အတွက်ဒီစားတော့ကုန်တွေဈေးတက်ပါတော့မယ်အဲ့တော့ကိုဗစ်ကာလကတော့180ပြား190တက်ချက်ပေါ့နှစ်ပေါင်အထိပေါ့ပြား200အထိတက်ပူပါတယ်
ဒါကိုဗစ်ကာလမှာစီစေးတွေတက်ခဲ့ပူပါတယ်ကျွန်တော်ကိုယ်တိုင်လည်းစီတွေဖြည့်ပြီးတော့အဲ့တော့အလုပ်တွေသွားခဲ့ပူပါတယ်အဲ့တော့အခုကတော့စီစေးကတက်ဖို့ရှိတယ်ပြီးတော့ UK နိုင်ငံမှာလည်းကိုတာပေါ့နော်စီတစ်ခါဖြည့်ရင်ပေါင်30နဲ့ပုံမဖြည့်တော့ဘူးဆိုတဲ့ကန့်သတ်မှုတွေလှုပ်လာဖို့ရှိတယ်အဲ့တော့လာမယ့်ကြာသပတေးနေ့မနက်10:00နာရီမတိုင်ခင် UK မှာရှိတဲ့ကားတွေအားလုံးစီဖြည့်ထားကြဖို့သတင်းတွေထွက်နေပါတယ်ပြောချင်တာက10:00နာရီနောက်ပိုင်းမှာဈေးတွေထပ်တက်မဲ့သဘောရှိပါတယ်အဲ့တော့ UK မှာရှိတဲ့လန်ဒန်မှာရှိတဲ့ကျွန်တော်ညီကိုမောင်နှမများ UK နိုင်ငံမှာရှိတဲ့ညီကိုမောင်နှမများကြာသပတေးနေ့မနက်10:00နာရီမတိုင်ခင်မိမိကားတွေကိုမိမိစီတွေဖြည့်ထားကြပါဒါပေမဲ့ဒီသူကသုံးနေတယ်ဆိုရင်တော့ပြဿနာမရှိပါဘူးအဓိကကတော့ကိုဗစ်ကာလတုန်းကတော့ကျွန်တော်ကိုယ်တိုင်လည်းရင်ဆိုင်ဖြတ်တန်းခဲ့ပူတယ်ကျွန်တော်တို့ဓာတ်ဆီပေါ့နော်ပက်ထရိုကိုကျွန်တော်တို့က198ပြားလောက်ထိကျွန်တော်ထည့်ခဲ့ပြပူတယ်ဈေးကြီးခဲ့တယ်ဒါပေမဲ့အဲ့ဒီတော့ကစီကအကန့်အသတ်မရှိပါဘူးအခုကစီကအကန့်အသတ်ရှိနိုင်ပါတယ်ဒါကြောင့် UK အတိုက်ခံအစိုးရကတော့ဒီအတိုက်ခံဒီ Conservative Party ကတော့ဒီရေနံNorth Sea မှာရှိတဲ့မြောက်ပင်လယ်မှာရှိတဲ့ရေနံတွင်းတွေ gas တွင်းတွေချက်ချင်းအစိုးရကိုတူးဖို့အကြံဉာဏ်ပေးနေတယ်ဒါပေမဲ့အဲ့ဒါကြီးကလက်တွေ့မကြဘူးရေနံအခုတူကူထုတ်လို့ရတာမှမဟုတ်တာအဲ့တော့ UK နိုင်ငံမှာလည်းရေနံချက်ဆက်ရုံတွေရှိပါတယ်အဲ့ဒါတွေအားလုံးလည်းအလုံးလုံးနေပါတယ်ဒါပေမဲ့ UK ကငကိုတွေက gas ကမလုံလောက်ပါဘူးနိုင်ငံခြားဝယ်ရတာပါဒါပေမဲ့ UK အစိုးရကတော့ဒီလေယာဉ်စီပေါ့နော် jet fuel ပေါ့ imminent threat ပေါ့ jet fuel တော့ချက်ချင်းလည်းငင်ပြတ်လက်မဲ့အရေးရောင်တော့မရှိသေးဘူးဒါပေမဲ့ရေရှည်မှာလေယာဉ်စီတွေလည်းအခက်အခဲဖြစ်လာနိုင်တယ်အဲ့တော့ဒီစစ်ပွဲကြီးကဆက်ပြီးတော့ကျေပြန့်တော့မယ်ဆိုရင်အီရန်ကျွေးကြော်ထားတဲ့အတိုင်းပဲရေနံတစီကကမ္ဘာစီမှာဒေါ်လာ200ထိတက်သွားတယ်ဆိုရင်အခုတွက်ကြည့်လေကျွန်တော်တို့ဒီအခုပြား200ကနေပြား400တွေပါဖြစ်သွားနိုင်တယ်စီစေးအရန်စိတ်ကြီးမှာစီစေးအရန်စိတ်ကြီးရင်ဘာဖြစ်မလဲစီစေးအရန်စိတ်ကြီးရင်ကုန်စည်နှုန်းတွေအရန်တက်မှာအဲ့တော့လူတွေကဒုက္ခရောက်မှာဒါကြောင့်အစိုးရကအဲ့ဒါကိုကူညီဖို့စဉ်းစားနေတယ်မနေ့ကတော့ UK ဝန်ကြီးချုပ်ကစီးပွားရေးသမားတွေနဲ့တွေ့တဲ့အချိန်မှာအခုဒီဖြစ်နေတဲ့အချက်တွေဟာအစိုးရတပ်ဖွဲ့တဲ့အနေနဲ့ဖြည့်ရှင်းလို့မဖြစ်နိုင်ဘူးစီးပွားရေးသမားတွေအားလုံးကလည်းကူညီဖို့လိုအပ်တယ်ဆိုပြီးတော့ UK ဝန်ကြီးချုပ်ကထုတ်ဖော်ပြောဆိုထားတယ်ပြီးတော့အီရန်စစ်ပွဲက UK နဲ့မဆိုင်ဘူး UK စစ်ပွဲမဟုတ်ဘူး UK ကပါဝင်မှလည်းမဟုတ်ဘူးဆိုပြီးတော့မနေ့ကပြပြသားသားပြောဆိုထားတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမနေ့ကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကဒီအဂျာစီယာနဲ့အင်တာဗျူးပေးတဲ့နေရာမှာနေတိုးနိုင်ငံများကိုအကြီးအကျယ်စိတ်ဆိုးပြီးပြောဆိုသွားတယ်နေတိုးနိုင်ငံများကအမေရိကန်ကနေတိုးနိုင်ငံတွေမှာစစ်စခန်းတွေဖွဲ့ထားပြီးတော့နေတိုးနိုင်ငံလုံခြုံရေးကိုကာကွယ်ပေးထားတယ်အခုအမေရိကန်အကူအညီလိုတဲ့အချိန်မှာနေတိုးစစ်နိုင်ငံများကမကူညီဘူးသူဒီပြေစပိန်ကသူ့ရဲ့လေကြောင်းပိုင်နယ်ကိုပိတ်ဆို့လိုက်တာကိုကြွားဝါပြီးတော့ပြောဆိုနေတယ်မကူညီတဲ့အပြင်ကြွားဝါပြီးပြောဆိုနေတယ်ဆိုပြီးတော့နေတိုးနိုင်ငံများကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတိုက်ခိုက်ပြောဆိုသွားပါတယ်အဲ့တော့ဟော်မုစ်ရေလက်ကြားကြောင့်ဒီကမ္ဘာစီးပွားရေးကပိုပြီးကြက်တဲလာဖို့ပဲရှိပါတယ်ဒါကတော့အကောင်းဆုံးနောက်ဆုံးအနေထားပါနော်ဒါပေမဲ့စစ်ပွဲရဲ့တည်င်းကတော့အီရန်ကိုအမေရိကန်တို့ဘက်ကအကြီးကျယ်ပုံကျဲနေသေးပဲဒီအီရန်မျိုးပါဆိုရင်ဒါဒီလက်စင်မီတွေပြတ်တောက်နေတယ်အင်တာနက်တွေပြတ်တောက်နေတယ်အယက်သားနေရာတော်တော်များများလေဒီထိခိုက်ဆုံးရှုံးပျက်စီးမှုတွေရှိနေတယ်။ထုံးနည်း၎င်းပဲလက်ဘနွန်နိုင်ငံကိုလည်းအကြီးအကျယ်ဒီအစ္စရေးကတိုက်ခိုက်နေတယ်။အဲ့တော့မနေ့ကလေဒီအီရန်ရဲ့ဒီနေရာတနေရာပေါ့နော်။အကြီးအကျယ်ပောက်ကွဲနေတာကိုသမ္မတထရန့်ကသူ့ရဲ့ Twitter မှာဓာတ်ပုံနဲ့တော့ share ထားတာကိုတွေ့ရတယ်လို့ပြောတယ်။အီရန်ဘက်ကလည်းပြန်လဲလက်တို့ပြန်တဲ့အနေနဲ့ကိုဝိတ်ရင်းနဲ့တင်သင်္ဘောကိုတုံးချီထိတယ်လို့ပြောတယ်အဲ့တော့အကြီးကျယ်ရင်းနဲ့သင်္ဘောကြီးပောက်ကွဲနေပြီးတော့ဒီထိထားပြီးတော့
ရေနံယူဖိတ်မှုတွေဖြစ်မဲ့လို့လည်းပြောနေပါတယ်အဲ့တော့ရှေ့လေပိုင်းဒေသတစ်ခုလုံးမိဟုံးတောက်မဲ့သဘောမျိုးဖြစ်နေပါတယ်အနေထားအဲ့ဒီအနေထားပါအဲ့တော့အမေရိကန်တော့အရက်ကူပါလူဝိုင်းမှာပြောနေတာပဲသို့တော်လေမနေ့ကတော့ဒီသတင်းစာအင်ဗျူရောသတင်းစာရှင်းလင်းပွဲမှာဒီပြောရေးဆိုခွင့်ရှိသူအမျိုးသမီးပြောသွားတာကသူနာမည် live it လာမသိဘူး live it သူပြောသွားတာကငါတို့အမေရိကန်နိုင်ငံမှာလုံနိုင်တဲ့ probability ပေါ့လုံနိုင်စွာနေအများကြီးရှိတယ်ပေါ့ option တွေအများကြီးရှိတယ်အဲ့ဒါကိုအီရန်က short မထွက်စေခြင်းဘူးငါတို့ကနောက်ဆုံးမရရင်အကုန်ဖျက်ဆီးပြမှာပေါ့အဲ့ဒါမျိုးကိုကြုံဝါနေတယ်ပေါ့နော်အဲ့တော့သူကတော့ဒါအမေရိကန်သမ္မတရဲ့သဘောထားကိုထင်ဟပ်စေတဲ့ပြောဆိုမှုတွေပေါ့အဲ့တော့အီရန်ကလည်းသူ့ရဲ့နိုင်ခွက်ကဟော်မုစ်ရေလက်ကြားပဲရှိတာလीအဲ့တော့ဟော်မုစ်ရေလက်ကြားနေပဲသူကနိုင်ခွက်လုံးမှာအဲ့တော့သူ့ရဲ့ဖဲပေါ့ဗျာနော်သူကပြဿနာပါလေဆိုတော့ဒီကမ္ဘာစီးပွားရေးရဲ့သဘောတရားအရဒီဟော်မုစ်ရေလက်ကြားကရင်းနှံကိုတကဘာလုံးသုံးနေတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီရရင်းနှံထွက်တာပြတ်သွားရင်ကမ္ဘာရင်းနှံ market မှာဈေးတက်တာဈေးတက်တော့ဟော်မုစ်ရေလက်ကြားကရင်းနှံတွေကိုမသုံးဆွဲတဲ့နိုင်ငံတွေမှာလည်းအဲ့ဒီရင်းနှံဈေးကြီးလာတာကိုရင်ဆိုင်ရမယ်ဘာလို့ဒီဟော်မုစ်ရေလက်ကြားကနေရင်းနှံဝယ်တဲ့နိုင်ငံတွေကဥမာအာရှနိုင်ငံတွေကဟော်မုစ်ရေလက်ကြားကနေရင်းနှံမရဘူးဆိုရင်ကမ္ဘာ market ကနေတက်ဝယ်မှာတက်ဝယ်ရင်တခြားကမ္ဘာ market ဖြစ်တဲ့ဥရောပ market တို့ဒါအမေရိကန် market တို့တောင်အမေရိက market တို့ကရေနံဈေးတွေကဈေးကွက်မှာဈေးတက်လာတယ်ဆိုရင်တကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတွေအားလုံးကရေနံဈေးတက်တာကိုရင်ဆိုင်ရမယ်အခုလက်ရှိ UK မှာလည်းရင်ဆိုင်နေရပြီ US မှာလည်းရင်ဆိုင်နေရပြီဥရောပမှာလည်းရင်ဆိုင်နေရပြီပြောချင်တာကရေနံဈေးတက်တာတကမ္ဘာလုံးတက်တာဒေသတစ်ခုတည်းတက်တာအဲ့ဒါကမ္ဘာစီးပွားရေးရဲ့သဘောတရားပဲတကမ္ဘာလုံးဆက်ဆက်နေတဲ့ global market ကြီးဖြစ်နေလို့အဲ့ဒီရဲ့နိုင်ခွက်နောက်ပြီးတော့ဒီရေနံဈေးနဲ့ဒေါ်လာနဲ့အယောင်းဝယ်တွေရေနံဈေးကနေကမ္ဘာစီးပွားရေးကိုထိန်းချုပ်ထားတာတွေကမ္ဘာ stock market တွေဒါတွေအားလုံးကဆက်ဆက်နေတယ်နောက်တစ်ချက်ကဓာတ်မြေဩဇာရေနံထုတ်ကုန်တွေကနေဓာတ်မြေဩဇာထုတ်လုပ်တယ်လို့ပြောတယ်ဒါကြောင့်ဓာတ်မြေဩဇာကအရင်ကဒေါ်လာ300နဲ့ဥဒေါ်လာ600နှစ်ဆဖြစ်သွားပြီအဲ့တော့ဓာတ်မြေဩဇာဈေးကြီးတာဖြစ်တဲ့အတွက်လယ်သမားတွေဈေးကြီးမယ်အစားအသောက်တွေဈေးကြီးမယ်ပြီးတော့တည်ယူပို့ဆောင်ရေးအရင်တုန်းကဆိုရင်ဥမာဒီအခုဆိုရင်ဒါUK နိုင်ငံတနိုင်ငံလုံးကိုလော်ရီကားတွေပေါ့နော်လော်ရီကားတွေကွန်တိန်နာကားကြီးတွေနဲ့ပစ္စည်းတွေပို့ကြတာအဲ့တော့လော်ရီကားတစ်စီးကအခုဒီဇယ်နဲ့မောင်းကြတာအခုဆိုရင်ဒီတိုင်ကီအပြည့်ကိုပေါင်200လောက်ပို့ပေးရပြီအဲ့ဒါဆိုရင်ဘာဖြစ်မလဲကားပို့တဲ့လူတွေကဒီပို့ကားအနေနဲ့ကုန်ပစ္စည်းပေါ်မှာပတ်စံပို့တောင်းတော့မှာအဲကြောင့်အစားအသောက်တွေလည်းစိတ်တက်မှာအဲ့တော့အစားအသောက်တွေနဲ့အဲ့ဒါနဲ့ဓာတ်လိုက်ဆက်ဆက်နေတယ်နောက်တစ်ချက်ကရေနံရဲ့ထုတ်ကုန်တွေဖြစ်တဲ့ဥမာကျွန်တော်တို့ဒီဘီယာဘူးကွန်တို့ဘာလို့ပေါ့နော်ဘူးအခွန်လုပ်တဲ့နေရာဥစ္စာတွေအဲ့ဒါလည်းရေနံကနေပဲလာတာရေနံထုတ်ကုန်ကနေလာတာဘူးအခွန်လေကျွန်တော်တို့ဒီဖြော်ရည်ဘူးအခွန်လေဘီယာဘူးကွန်တို့ဖျော်ဘူးဒီအဲ့ဒီဟာတွေအားလုံးကလည်းပြတ်တောက်လာမယ်ပြောချင်တာကအကုန်လုံးဆက်ဆက်မှာရေနံကနေပြီးတော့ဒီရေနံထုတ်ကုန်တွေကနေသုံးနေတဲ့ကမ္ဘာပစ္စည်းတော်တော်များများရှိတယ်အဲ့ဒါအားလုံးလည်းပြတ်တောက်မယ်ဆိုတာကရေနံကအဲ့ဒီကနေကမ္ဘာ market မှာဒီ20ရာခိုင်နှုန်းပြတ်သွားပြီမဲ့တခြားနိုင်ငံတွေကပို့ထုတ်လို့တော့ရတယ်ဒါပေမဲ့ကမ္ဘာဈေးကွက်မှာဈေးတက်လာတာဖြစ်တဲ့အတွက်အဲ့ဒီရေနံထုတ်ကုန်ကိုမှီခိုနေတဲ့တခြားစီးပွားရေးလုပ်ငန်းတွေထုတ်ကုန်တွေအားလုံးလည်းဈေးလိုက်တက်မယ်
တရုတ်ပို့ဆောင်ရေးတွေဈေးကြီးမယ်အေးရနေမှာကုန်စည်နှုန်းတွေတက်မယ်အစားအသောက်တွေဈေးတက်မယ်အဲ့တော့မခံနိုင်တဲ့ကုမ္ပဏီတွေ bankrupt ဖြစ်မယ်အဲ့ဒါမျိုးကတ်လည်းဖြစ်ပြီအဲ့တော့အဓိကကကျွန်တော်စောစောပြောသလို food security နဲ့ စွမ်းအင် security ရှိခြင်းမရှိပေါ်မှာမူတည်တာပေါ့အဲ့တော့ရင်းနဲ့အများပြားလို့တဲ့စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေကပို့ပြီးတော့လိုအပ်ချက်ပိုများတာပေါ့ဥပမာတရုတ်တို့အိန္ဒိယတို့နော်တောင်ကိုရီးယားတို့ဂျပန်တို့ကသူတို့ကစက်မှုအရန်ထုတ်လုပ်တာလေသူတို့ကရင်းနှံပို့လို့တယ်ပေါ့နော်နောက်ပြီးသူတို့နိုင်ငံသားတွေရဲ့အခုကျွန်တော် UK မှာဖြစ်တဲ့အတိုင်းပေါ့ဒီလိုအပ်ချက်တွေပေးဖို့ဓာတ်ဆီဒီဇယ်တွေပေးဖို့စားသောက်ဆိုင်တွေပေးဖို့အစားအသောက်တွေပေးဖို့အကုန်လုံးဒါပတ်လေရိုက်တာပေါ့အဲ့တော့ငကိုတွေကဒါကိုလုံလုံခြုံခြုံနဲ့ဟိုတူလောင်ထားတာတွေမရှိတဲ့နိုင်ငံတွေကပို့ပြီးတော့အခုခံရမှာပေါ့အဲ့တော့အဓိကကတော့ဈေးကြီးတဲ့ပြဿနာပဲအဲ့တော့စစ်ပွဲကမပြီးတော့ပြီးသွားမယ်လို့ယူဆတယ်ဆိုရင်ဈေးကပြန်ကျတယ်လीအဲ့တော့စစ်ပွဲအခုလိုပြန်ဖြစ်မယ်လို့တဲ့ရင်ဈေးကပြန်တက်တယ်အဲ့ရနေမှာဒီဈေးကတအီအီနဲ့တက်လာတဲ့ခါကျတော့ဒီဈေးကိုထိန်းလို့မရဘူးဆိုရင်ဟိုကဘာစီးပွားရေးကတစ်ခုတစ်ခုအမိတဲ့ဟဲပြုတ်နေတယ်ကျွန်းကိုင်းမိကိုင်းကျွန်းမိပေါ့အဲ့တော့အားလုံးပတ်လေရိုက်တာပေါ့နော်အဲ့တော့အဲ့ဒီအချက်ကိုအီရန်ကကောင်းကောင်းကင်ထားနိုင်တယ်ဒီဟော်မုစ်ရေလက်ကြားပြဿနာကကဘာကြီးကခေါင်းခဲနေတာကြာပြီဗျအခုကတော့ဒီပြဿနာအခုထိတ်တိုက်တွေးရမယ်အနေထားပဲအဲ့တော့အီရန်ကလေဒါနဲ့ကိုပဲဟိုအကြက်ကင်တာပေါ့အဲ့တော့အစ္စရေးရဲ့မစင်မကျင်လောက်ရဟာအားလုံးကိုဒုက္ခရောက်စေပြီအဲ့တော့သူကပလက်ဆိုင်ဂါဇာနဲ့မတူဘူးလေနော်ဂါဇာကကြတော့သူဂါဇာကိုစိတ်ကြိုက်ကျဲလိုက်တော့ဂါဇာပြက်စီးသွားတာကမ္ဘာစီးပွားရေးနဲ့မထိခိုက်ဘူးဟိုအီရန်ကကြတော့ဒီဟော်မုစ်ရေလက်ကြားကိုသူကထိန်းချုပ်ထားနိုင်တယ်သူ့နိုင်ငံမှာလည်းရှိနေတယ်လေနောက်သူ့မှာလည်းအမေရိကန်ကိုအာခံနိုင်တဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုအာခံနိုင်တဲ့လက်နက်တွေရှိနေတယ်အခုဒီအရှေ့အလယ်ပိုင်းနိုင်ငံ UAE နိုင်ငံရဲ့ထုတ်ပြန်ချက်အရဆိုရင်နည်းတဲ့ဒုံးကျည်တွေမဟုတ် UAE ကပစ်ချထားတာ drone တွေရော ballistic missile တွေရော cruise missile တွေရောအများကြီးမှအများကြီးပစ်ချထားတာအဲ့တော့အဲ့လောက်အမြောက်အများလက်နက်တွေစုဆောင်းထားတာကိုသိရသားနေပေါ့နော်ဒီမပြင်ဆင်ဘဲနဲ့အခုလိုဖြစ်လိုက်တဲ့ခါကျတော့ဟိုမမျော်လင့်တဲ့ဒီအနေအထားကြီးကဟိုတစ်ကမ္ဘာလုံးကိုရင်ဆိုင်နေပြီအဲ့တော့မြေပြင်စစ်ဝင်မလားမဝင်ဘူးလားပေါ့နော်စစ်ပွဲဆိုတာစစ်သားတွေသိဆုံးပါပဲအဲ့တော့အမေရိကန်ကတော့ဒီသူ့ရဲ့စစ်အင်အားကိုသူကဟိုအသုံးချဖို့သူကပြင်ဆင်နေတယ်အဲ့တော့အမေရိကန်ကစစ်ရေးခေါင်းဆောင်တွေပေါ့ကာကွယ်ဝန်ကြီးဌာနပေါ့ဗျာသူတို့ပြောတာတော့အခုတော့စစ်ပေါ့ military or war ပေါ့စစ်ပွဲဝန်ကြီးဌာနကဒီဖြစ်နိုင်တဲ့ option တွေပေါ့နော်ဒီအမေရိကန်အစိုးရသမ္မတကြီးရွေးချယ်လို့ရမယ် operation ပေါင်းမြောက်များစွာကိုပြင်ဆင်တာပေါ့အဲ့ဒီထဲမှာဆုံးဖြတ်ပေးမယ်သမ္မတကနိုင်ငံရေးတန်ရေးတမန်ရေးကမ္ဘာအရေးအရာတွေနဲ့ချင့်ချိန်ပြီးတော့သူအကောင်းဆုံးကိုရွေးချယ်မဲ့သဘောပေါ့အဲ့တော့ option မျိုးစုံကိုရွေးချယ်ထားတယ်အဲ့တော့အဲ့ဒီရွေးချယ်မှုရအမေရိကန်သမ္မတကိုသူတို့ကတင်ပြမယ်သမ္မတကဗီဇိန်ပြရင်သူတို့ operation တွေဆက်မှာပေါ့လောလောဆယ်ကဒီသူတို့ပုံငကိုလုံနေတဲ့အတိုင်းပဲဒီပြစ်မှတ်တွေကိုဘုံကျဲနေစေပဲပေါ့အစ္စရေးကတော့ဒီအီရန်ခေါင်းဆောင်တွေကိုလှုပ်ကြံတဲ့နေရာမှာတာဝန်ယူထားတဲ့သဘောရှိတယ်ပြီးတော့အရေးကြီးတဲ့ပြစ်မှတ်တွေကို
ဖျက်ဆီးနေတဲ့သဘောရှိတယ်အဲ့တော့အီရန်ကလည်းအမေရိကန်ကဘလောက်ပြောပြန်လဲခုခံနေတဲ့အနေအထားရှိတယ်အဲ့တော့နှစ်ဖက်လုံးကပြောဆိုနေကြတယ်ဘယ်သူစကားကအမှန်လဲဆိုတာကလက်ရှိအနေအထားအရစစ်ပွဲကဆက်ဖြစ်နေသေးပဲအဲ့တော့မင်းညာကအထိအပြန်လန်ပြစ်ခတ်နေသေးပဲရှိသေးတယ်တိုက်ပွဲကတော့ဆက်နေသေးပဲရှိသေးတယ်ဒါမဲ့အမေရိကန်ရဲ့မြေပြင်တပ်ကတော့အခုအချိန်ထိပေါ့နော်မဝင်သေးပါဘူး